ဒါကတော့တကယ်ကိုရင်တက်လက်လက်ဖြစ်စရာကောင်းပြီးအန်တယ်များတဲ့မော်ပညာပြက်ကွက်တစ်ခုပါပဲအမျိုးသမီးတယောက်ရဲ့လက်နဲ့ခြေထောက်တွေကိုတင်းတင်းကြပ်ကြပ်တောက်ခတ်ချုပ်နှောင်ထားခဲ့တာပါသူမရေကန်ကြီးထဲမှာရုန်းကန်နေရပါပြီအစားပိုင်းမှာတော့လက်ထိပ်တွေကိုအလွယ်တကူဖြုတ်နိုင်ခဲ့ပါတယ်ဒါပေမဲ့ခြေထောက်ကတန်ကြိုးတွေကိုဖြုတ်ဖို့ကြိုးစားတဲ့ခါကျမှတယောက်ယောက်ကကြိုးတွေကိုဖျက်ဆီးထားတယ်ဆိုတာကိုသူမသတိထားမိသွားပါတယ်သူမမှန်ကိုစတင်ထူနေပြီး Dasper ကိုအကူအညီတောင်းပါတော့တယ်နာရီထဲမှာလည်း10မိနစ်တောင်မကျန်တော့ပါဘူးသူမရဲ့ခေါင်းပေါ်မှာရှိတဲ့ပီရန်နာငါးတွေကိုလည်းရေထဲကိုချတော့မှာပါအဲ့ဒီခါကျမှပရိသတ်တွေကတခုခုဆိုးဆိုးရွားရွားမားရွေးနေပြီဆိုတာကိုသဘောပေါက်သွားပါတော့တယ်လုံချုံရဲ့အဆင့်တစ်ယောက်ကမှန်ကိုခွဲဖို့တူနဲ့ပြေးဝင်လာပါတယ်ဒါပေမဲ့အဲ့ဒီမှန်ကအရန်ကိုခိုင်မာလွတ်နေခဲ့တယ်စက္ကန့်ပိုင်းလေးပဲကျန်တော့တဲ့အချိန်မှာအမျိုးသမီးကနောက်ဆုံးတော့ခြေထောက်ကတန်ကြိုးလေးကိုဖြုတ်ပြီးလွတ်မြောက်သွားခဲ့ပါတယ်ဒါပေမဲ့သူမရေကန်တွေကနေကူးထွက်တော့မဲ့အချိန်မှာပဲပီရန်နာငါးတွေကိုလွတ်ချလိုက်ပါတော့တယ်ချက်ချင်းဆိုသလိုပဲငါးတွေကသူမကိုဝိုင်းယုံလာပါတော့တယ်ရေတွေကလည်းသွေးရောက်ပြောင်းသွားတဲ့အမျှပရိသတ်တွေအော်ဟစ်ကုန်ကြပါတော့တယ်လူတိုင်းကအစိုးဆုံးကိုတွေးမိခဲ့ကြပေမဲ့ရုတ်တရက်ဆိုသလိုသူတို့နောက်ွယ်ကနေသူမရဲ့အတန်းကိုကြားလိုက်ရပါတယ်သူမကဘာမှမဖြစ်ပဲကောင်းကောင်းမွန်မွန်လေးရပ်နေတာကိုတွေ့ရပါတယ်သူမရဲ့တေးချင်းကိုစိန်ခေါ်တဲ့လက်ကွက်ကြောင့်ပရိသတ်တွေအံ့အားသင့်ပြီးစူညံသွားကြပါတော့တယ်